အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခေါက်တော့အင်ကအမေကအာလူတောင်းလေးစားတင်နေဆိုတာနဲ့လှုပ်ရှားဖြစ်ပါတယ်အာလူတောင်းနဲ့တွဲဖက်စားဖို့အတွက်ကြက်သွန်ပြူကြော်ငရုတ်သီးကြော်ငရုတ်6တောင်ဂျူးမြင့်နန်းနန်းပင်မုံငင်းကျင်တို့ပဲလိုအပ်ပါတယ်အရင်ဆုံးအာလူပြုတ်ပါမယ်ဓာတ်ဦးချုံလေးနဲ့ထိုးကြည့်လိုက်လို့ရပြီဆိုရင်တော့အာလူပြုတ်ထားတာရပါပြီအာလူကိုအခွန်ခွာထားပြီးတော့အေးအေးခံထားပါမယ်ပြီးရင်စီထည့်မယ်စီဆူလာပြီဆိုရင်တော့ငရုတ်6တောင်လေးတွေထည့်ကြော်ပါမယ်ဒီလိုအနေထားရောက်ပြီဆိုရင်တော့ရပါပြီပြီးရင်ငရုတ်သီးထည့်ကြော်ထားတဲ့စီထဲကိုပဲကြက်သွန်ပြူလေးထည့်ကြော်ဖို့အတွက်နွနွေးမုတ်ထည့်မယ်ကြက်သွန်ပြူပါပါလီထားတာထည့်ကြော်ပါမယ်ရပြီဆိုရင်တော့ခဏဆယ်ထားပြီးတော့ငရုတ်သီးခွဲချမ်းထည့်ကြော်ပါမယ်အရသာအတွက်အချုံမုံနဲ့စားအနှဲငယ်ထည့်ပါမယ်ငရုတ်သီးကြော်တာလည်းရပြီဆိုရင်တော့အာလူကိုစားထောင်းပါမယ်အရသာအတွက်ချက်သားမုံထည့်မယ်မုံငင်းငင်ထည့်ပါမယ်အထက်အောင်နှံ့နေအောင်ဇွန်းလေးနဲ့မှွေပေးလိုက်ပါတယ်ပြီးရင်တော့ဆက်ထောင်းပါတယ်ခက်ကတော့ထောင်းနေရင်းလေးကိုတီးယူလာပြီရှင်ဒီလိုအနေထားလောက်ဆိုရင်တော့ရပါပြီငရုတ်6တောင်လေးကိုကိုက်ဂျူးမြင့်လေးကိုတိုးပြီးတော့အာလူတောင်လေးစားရတာအရန်ကိုမှစားကောင်းတော့ရှင်အကုန်ရလဲတက်တာပြီးလွယ်ကူရိုးရှင်းနဲ့အာလူတောင်လေးကိုတငယ်ချင်းတို့လည်းလှုပ်ရှားကြည့်နော်ဗီဒီယိုကိုအဆုံးထိကြည့်ပြီးသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်